ပေသောခါမှကျွန်တော်ကတပင်ရုံပေါ်မှာစကားပြောတဲ့ကျွန်တော်မင်းသားဖြစ်ခဲ့ဘူးပါတယ်ဒါပေမဲ့ကျွန်တော်ဘယ်တော့မှစကားမပြောတဲ့မင်းသားတွေမှာကျွန်တော်ပါပါတယ်ကျွန်တော်ကဘယ်တော့နေပရိသတ်စီကနေပြီးတော့ကျွန်တော်တို့လုံးသမျှကိုလက်ကုပ်လေးတီးပေးပါအောင်ခမညာလို့ကျွန်တော်ဘယ်တော့ခါမှမတောင်းငယ်ဘူးလေမင်းသားတွေမှာကျွန်တော်ပါပါတယ်သူတို့စိတ်ထဲကနေပြီးတော့ပေးတဲ့လက်ကုပ်တံကိုကျွန်တော်အမြဲတမ်းလိုချင်ခဲ့တာပါကျွန်တော်အောင်စုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တခုစကားလေးတခုပြောချင်တယ်ကျွန်တော်မှတ်မှတ်ရစကားလေးတစ်ခုပါဒီစကားကကျွန်တော်ချစ်တဲ့သူပဲဖြစ်ဖြစ်မုန်းတဲ့သူပဲဖြစ်ဖြစ်ကျွန်တော်ကိမဆိုင်လို့ကျွန်တော်ဘယ်တော့မှကျွန်တော်ကိမဆိုင်ဒါပေမဲ့ကျွန်တော်တခုပဲပြောချင်တယ်ကျွန်တော်ညီလေးကသူ့စိတ်သူ့အကျိုးပေးတာပါကျွန်တော်မင်းတော့ပြောတာနော်ကျွန်တော်ဒီကောင်လို့ပြောရင်စိတ်ဆိုးနေတယ်ကျွန်တော်ချစ်လို့ပြောတာကျွန်တော်သူ့ကိုခေါ်တယ်ဘယ်လိုခေါ်လဲကျွန်တော်တသားလို့ပဲခေါ်နော်ကျွန်တော်အရင်ကကျွန်တော်တသားလို့ပဲခေါ်တာဒီကောင်ကသူ့စိတ်သူ့အကျိုးပေးတာပါအားလုံးကချစ်တယ်ဆိုတာသူဖြူလို့ချစ်တာပါโอเคကျွန်တော်ဒီစကားကိုကျွန်တော်ဒီနေရာမှာကျွန်တော်ပြောတာကျွန်တော်ကိုကျွန်တော်ယုံကြည်မှုရှိအောင်လည်းကျွန်တော်ပြောတာပါနော်အဲ့တော့ကျွန်တော်ဒီကလေးကိုကျွန်တော်ချစ်ပါတယ်အဲ့တော့ရှင်းဆက်ပြီးတော့လေကျွန်တော်တို့ရဲ့တပင်းအနုပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကလေးကိုအမြဲတမ်းလို့ကျွန်တော်ကိုဟာလားကိုရင်မိုးဟာလားကျွန်တော်တို့အမြဲတမ်းသူ့ရဲ့ရုံဝန်းမှာကျွန်တော်တို့ဒီတိုက်ဝန်းကြီးအမြဲတမ်းရှိပါတယ်အဲ့တော့ဒီကလေးလေးတိမ်မာသောမိသားစုကိုကျွန်တော်တို့အကိုတွေမိဘတွေကလက်ခံထားပါဦးခင်ဗျာနောက်တစ်ခုပဲကြည့်ပေးကြပါဦးအဲ့တော့ဒီကလေးလေးအရင်ချစ်ဖို့ကောင်းတဲ့ကလေးလေးပါဆက်ပြီးတော့ချစ်ပြီးပါအခုဆိုရင်ယုံပြည့်ပြီးတော့ယုံတော်ပွင့်ပါတယ်နော်အဲ့လိုပွင့်တာမှကိုကျော်ကြီးအခုဒီငုံနေတော့ဟောမှာယုံတိတ်ပါကွာတော့ရဒါသူအလုံးမင်းသားကြီးပါကိုကျော်လေးကယုံပွင့်သွားလို့ဘောလုံးနှကွင်းသာဖြစ်လေโอเคဒီမှာအားမရနိုင်ကိုကြီးโอเคအဲ့တော့ကျွန်တော်ထပ်တွေ့ထပ်ပြီးတော့တချင်းတစ်ပေါင်းတော့ဆိုမယ်ပထမစုကိုလိုချင်တဲ့လူတွေကလွယ်လွယ်နဲ့ရခဲ့တာမဟုတ်ပါဘူး Okay let's go 3